Voice Ammonium Season မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ယနေ့မှာတော့ Payroll Outsourcing Service Department မှာ Team Lead အဖြစ်တာဝန်ယူလုပ်ဆောင်နေတဲ့မတ်ဆွေစင်ဖြိုးရဲ့စကားသံကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ Payroll အတွက်အချိန်ကုန်လူရင်းအားကုန်ပြီးလုပ်ဆောင်နေရတာကြောင့် HR team ရဲ့အပေါ်မှာအလုပ်ဖိအားတွေမြင့်တက်နေပြီလား။ Payroll process ကိုအချိန်မလွန်အမှားမရှိရန်စနစ်တကျဆောင်ရွက်ချင်ပါသလား။ဒါဆိုရင် Emo Consulting မြန်မာရဲ့ Payroll Outsourcing Service ကိုယုံကြည်စိတ်ချစွာရွေးချယ်လိုက်ပါကျွန်တော်တို့ရဲ့အတွေ့အကြုံပြည့်ဝတဲ့ Payroll Specialist များမှာ Labor Law and Tax Law များကိုဥပဒေစည်းမျဉ်းနဲ့အညီတိကျမှန်ကန်စွာတွက်ချက်လိုက်နာဆောင်ရွက်ပေးပါတယ်။ SSPN Personal Income Tax များကိုလည်းသက်ဆိုင်ရာရုံးများသို့ပေးဆောင်ခြင်းများကိုဆောင်ရွက်ပေးပါတယ်။သတ်မှတ်ထားတဲ့ deadline များအတိုင်း Payroll ကိုအချိန်မှန်တိတိကျကျထုတ်ပေးပါတယ်။ဝန်ထမ်းနဲ့ company ချက်လက်များကိုလုံခြုံစိတ်ချစွာထိန်းသိမ်းထားပါတယ်။ HR team ရဲ့ workload ကို short ချပေးပြီးအဓိက business function များကိုပုံမှန်အာရုံစိုက်စေနိုင်ပါတယ်။ Payroll ကိုစနစ်တကျယုံကြည်စိတ်ချစွာအမှန်ခြင်းမှာက Emo ရဲ့ Payroll Outsourcing Service ကိုဒီနေ့အမြန်ဆုံးဆက်သွယ်နိုင်မှာကြောင်းအကြံပြုပါရစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။